အားလုံးပဲမင်္ဂလာပါဒီ clip ထဲမှာ King Power မဟာနခန်တိုက်ကြီးရဲ့ဖန်တဒါကြီးပေါ်တက်ပြီးဘန်ကောက်မြို့ကြီးရဲ့ရှုခင်းလေးကို360ဒီဂရီမြင်နိုင်တဲ့ရှုခင်းလှလေးသွားကြည့်ကြရအောင်ဒီတိုက်ကြီးက88ထက်ရှိပြီးတော့314မီတာမြင့်ပါတယ်အဲ့ဒါဆိုရင်သွားကြည့်ကြရအောင် let's goမန်တဒါပေါ်တက်ဖို့အတွက်ဝင်ကြီးရှိပါတယ်เนาะလူကြီးတယောက်ကိုဘတ်1000ကျော်ကြပါတယ်ဘယ်လောက်ကျော်လဲဆိုတော့ကျမလည်းမေ့သွားပြီเนาะအချိန်မရှိတော့ clip ချက်ချင်းမလုပ်နိုင်သေးလို့လေတိုက်ပေါ်ကိုမတက်ခင်သူတို့ဓာတ်ပုံရိုက်ပေးတယ်တမိသားစုကို2ပုံနဲ့ clip video တစ်ခုရမှာပါဒီပုံနဲ့ clip video လိုချင်တယ်ဆိုရင်တော့ပတ်စံထပ်ပေးရတာပေါ့เนาะပုံခကဘတ်200ဖြစ်ပါတယ်ဒါတော့ရလာတဲ့ clip လေးဖြစ်ပါတယ်ဓာတ်လီကတက်တဲ့ခါတော့မှဒီလို 3D ပုံလေးတွေနဲ့စိတ်ဝင်စားစရာကောင်းလာပါတယ်ဘန်ကောက်မြို့လေးရဲ့ရှုခင်းလှလေးဖြစ်ပါတယ်ဝါဆုံးထပ်ဖြစ်ပါတယ်မန်တဒါရှိတဲ့နေရာလေးပါ88ထပ်ရဲ့အပေါ်မှာဖြစ်မှာပေါ့နော်360ဒီဂရီရှုခင်းလှလေးကြည့်လို့ရပါတယ်တဒါရှိတဲ့တိုက်ကြီးပေါ်လာလဲပြီးတော့ဖန်တဒါပေါ်မလျှောက်ရအောင်ဆိုမတန်ဘူးလေနော်အဲ့ဒီတော့ဖန်တဒါပေါ်ကိုသွားလျှောက်ကြည့်လိုက်အောင်မယ်မန်တဒါပေါ်လျှောက်ဖို့အတွက်လူဦးရေနဲ့လူအလေးချိန်ကန့်သတ်ထားပါတယ်။တစ်ချိန်ကိုလူဘယ်နှယောက်ပဲလျှောက်လို့ရမယ်ပေါ့နော်။ကဲကိုအလက်ဒါကတော့ရိုက်ထွက်လာတဲ့ပုံလှတယ်မလား။တကယ်တမ်းနောက်ွယ်ရပုံကတော့ဒီလိုပါကုန်းကုန်းကွာကွာကြီးတွေအောက်ပြန်ဆင်းလာပါပြီအိမ်မပြန်လေးအိမ်ဒါခဏသွားအောင်မယ်နော်။
အင်ဒါရေနှိမ့်တဲ့ခလုတ်ကိုမနှဲရှာလိုက်ရတာနောက်ဆုံးတော့ရသွားပါပြီဟုတ်ကျေးဇူးအားပေးတဲ့သူတွေအားလုံးကိုလည်းကျေးဇူးထူးတင်ပါတယ်ဘိုင်ဘိုင်